ရခိုင်ပြည်နယ်နဲ့ AR အစပ်ရေးကြီးနေတာပေါင်းမြို့နယ်တို့တွင်စစ်ကောင်စီတပ်ကအင်အားလုံးရင်ဖြည့်ထိုးစစ်ဆင်လာခဲ့ရမှာအာရခတပ်တော် A ကခုခံတံပြန်ထိုးစစ်ဆင်ခဲ့ပြီးစစ်ကောင်စီတပ်မှတက်လန်ဆုတ်ခွာသွားခဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနဲ့လက်နက်ခဲယမ်းတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း A ကသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ရခိုင်ဒေသတွင်ထိုးပေါဝင်ရောက်လာမှုများအတွက်ရခိုင်ပြည်နယ်မှာနယ်မြေထိစပ်နေသည့်ဒေသများမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခတ်နေမှုများကိုပုံစံမျိုးဖြင့်အကြိမ်ကြိမ်ပြုလုပ်နေခဲ့ပြီးယခုက AR ရခိုင်အဆက်ဒေသများမှာတပ်ပွဲများပုံမှုပြထလာကြောင်းသိရပါတယ်။ဩဂတ်လ12ရက်နေ့ AR ရေကြီးမြို့နယ်ရှိပွိုက်101ကုန်းအနီးနှင့်တာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာရက်ကွက်တင်လဲစစ်ကောင်စီတပ်များကအင်အားလုံးရင်ဖြည့်ထိုးစစ်ဆင်လာခဲ့သဖြင့်တနေ့တည်းတွင်နေရာ9ခုတိုက်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့ရကြောင်းသိရှိရပါတယ်။တာပေါင်းမြို့နယ်မှာထိုးစစ်ဆင်လာသည့်တမ60ကျော်လောက်ကခလာရ101တရင်နေအေရိုမှတာပေါင်းကလေးကျေးရွာ၏အရှိတ်မီတာ1000ခန့်ကွာဩဂတ်လ12ရက်နေ့နနက်6:53မိနစ်ချိန်မှ9:53မိနစ်ချိန်ထိ3နာရီကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှု drone နှင့်မြေပြင်လက်နက်ကြီးပစ်ကူများအသုံးပြု၍ထိုးစစ်ဆင်ခဲ့တော့လဲအေးတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ခဲ့ပြီးနောက်တပ်ပြန်ထိုးစစ်ဆင်ခဲ့သဖြင့်စစ်ကောင်စီတပ်မှထိခိုက်ကြဆုံးမှုများရှိကတက်လန်ဆုတ်ခွာသွားခဲ့ရကြောင်းသိရပါတယ်။တိုက်ပွဲပြီးနယ်မြေရှင်းလင်းခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းတချို့နဲ့လက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းအေးကထွက်ဆိုခဲ့ပါတယ်။ထို့ပြင်ရေကြီးမြို့နယ်ဘက်မှထိုးစစ်ဆင်လာသည့်တမ60ကျော်လောက်ခလာရ1နှင့်ခလာရ17တရင်တို့မှအေးတပ်ဖွဲ့ဝင်များသည်ပွိုက်101ကုန်းနှင့်တောင်ပန်းမီတာ383ကွာတွင်ဩဂတ်လ12ရက်နေ့နနက်9နာရီချိန်မှမိုးလယ်2နာရီ39မိနစ်ချိန်ထိတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။အလားတူပွိုက်101ကုန်းနှင့်အနောက်တောင်ဘက်ပွိုက်101ကုန်းနှင့်အနောက်တောင်ဘက်13ကီလိုမီတာခန့်ကွာတွင်ဩဂတ်လ12ရက်နေ့နနက်9:24မိနစ်မှမိုးလွယ်1:40မိနစ်ချိန်ထိတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ယင်းပြင်အဆိုပါတိုက်ပွဲများဖြစ်ပွားနေသည့်နေရာတွင်ရှိနေရာနှစ်ခုတွင်လည်းစစ်ကောင်စီတပ်များကအေးတပ်ဖွဲ့ဝင်များရှိရာနေရာများသို့ထိုးစစ်ဆင်လာတော့ကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှကြက်လေရင်ဝိုင်တွဲလေရင်ဒရုန်းများနှင့်မြေပြင်လက်နက်ကြီးပစ်ကူများအသုံးပြုကာစစ်ကြောင်းများခွဲ၍အင်အားလုံးရင်ဖြည့်ထိုးစစ်ဆင်ခဲ့ကြောင်းထွက်ဆိုခဲ့ပါတယ်။သို့သောအေတပ်ဖွဲ့ဝင်များမှခုခံတိုက်ပြတ်မှုများကြောင့်စစ်ကောင်စီတပ်များတက်လန်ဆုတ်ခွာသွားခဲ့ရပြီးတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနဲ့လက်နက်ခဲယမ်းတချို့ကိုထပ်မံသိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။စစ်တပ်ကအာရခတပ်တော်အတွင်းထိုးပေါဝင်ရောက်နိုင်ရန်အတွက်အာရခဒေသနှင့်ထိစပ်လျက်ရှိသောတိုင်း3ခုပြည်နယ်3ခုနှင့်နယ်စပ်ထိစပ်နေသည့်နေရာများမှာထိုးစစ်ဆင်တိုက်ခိုက်နေမှုများပုံစံမျိုးဖြင့်နေလမ်းမျိုးဖြင့်အကြိမ်ကြိမ်ပြုလုပ်နေသည့်များတစ်နှစ်ကျော်နေပါရှိပြီဖြစ်ကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကိုမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ပြည်သူတို့သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဩဂတ်လ14ရက်နေ့နနက်8:19မိနစ်ချိန်တွင်ထုံကြီးကျေးရွာတွင်တဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်မှအနောက်တောင်ဘက်ရှိစင်သေးရွာကိုဒရုန်းတစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုများကြောင့်သက်60အရွယ်အမျိုးသမီးဒေါ်ဝင်းမော်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အလားတူယနေ့နနက်17နာရီချိန်တွင်လည်းရွှေကုန်းတိုင်းတွင်တဆွဲထားသောအကြမ်းဖက်စစ်တပ်ကရွှေပရက်ရွာတွင်သို့တိုက်ခိုက်ရေးဒရုန်းများဖြင့်ဘုံ6လုံးပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်ကရင်ပြည်နယ်ဖပေါ်ခရိုင်တွဲလုံးမြို့နယ်ကျေးရွာတရွာကိုလည်းဩဂတ်လ6ရက်နေ့ည17နာရီချိန်တကောင်ရန်12နာရီချိန်တွင်လည်းအကြမ်းဖက်စစ်တပ်က KH စက်တိုက်လေယာဉ်များဖြင့်ဝိုင်တွဲလေယာဉ်များဖြင့်ဘုံစက်တိုက်လာကျဲခဲ့ကြောင်းသိရပါတယ်။အဆိုပါလေယာဉ်တိုက်ခိုက်မှုများကြောင့်အသက်38နှစ်အရွယ်အမျိုးသမီးတဦးနှင့်အသက်6နှစ်အရွယ်ပထမတန်းကျောင်းသားတဦးသေဆုံးခဲ့ပါတယ်။ထို့ပြင်အရသာနေအိမ်6လုံးပျက်စီးခဲ့ပြီးအခြားသောနေအိမ်14လုံးစာတင်ကျောင်းအဆောက်အုံတစ်ခုတို့လည်းဘုံစထိမှန်၍ပျက်စီးခဲ့ကြောင်းသိရပါတယ်။